တော်အဲ့ဒီပါဒီနေ့ကျွန်တော်ဒီမှာမွေးထားတဲ့ငရံလေးမျိုးကျွန်တော်အစာကျွေးပြမလို့ကောင်ကမိုင်းမှာပဲရှိတဲ့နာမည်ကြီးငရံပေါ့နော်ရေခဲမီးငရံဒီကောင်ကအခန့်ဖြူနဲ့မွေးထားလို့အယောင်ကကျနေနော်ဖြူဖြူကြီးဖြစ်နေအမဲနဲ့မွေးလို့ရှိရင်တော့ဒီကောင်အယောင်ကတော်တော်တောက်ဒါပေမဲ့ဒီကောင်ရဲ့မေးစီးနဲ့ခေါင်းကနေအောင်တော်လေးကိုလာပုံမှန်တို့တော့ပစုံတရုံးမဲကျွေးတော့နော်ချာပုံမှန်တုံးနေရှိကြီးတွေ့ပိုက်တော့ပြည့်တော့ဒီကောင်ကဒုတိယကောင်ကဒီအင်းလေးဘက်ကငရံတစ်မျိုးပေါ့နော်ဒီကောင်ကတော့တလေးကုန်ငြိမ်းနေတာဒီကောင်ကျွေးနေတခါမှဗီဒီယိုရိုက်တဲ့အချိန်မှာစားတော့တာတခါမှမမြင်ရဘူးတော်တော်လေးတော့ကျွေးရခက်ကျွေးကြည့်တယ်မနော်ဒီနေ့တော့စားမလားမသိကြာပုံမှာကိုနန်းတော့ရောက်နေစားမယ်ပုံစံတော့မတွေ့ဘူးလေးနေပြီကိုလုံးကတော့လဲနေI'm sorryไอ้နောက်ကမျိုးကတန်ရထွက်နေဆိုတော့အားကြောင့်ပဲထင်တာပဲထားပြီပေါ့နော်စောင့်ချင်တော့နာတကောင်တော့စားဝိုင်းတော့တားငိမ့်ကိုတော့တော်လေးတော့ active ဖြစ်နေပြီသူစားမကြွေးခင်မှာငတ်ထားတယ်အဲ့မှာဒီကောင်ကနည်းနည်းလှုပ်ဖြစ်တာဒီကောင်ကဟောလို့ခေါ်Spotted snakehead လို့ခေါ်တယ်ဒါကျွန်တော်တို့ဘဝမှာရှိတဲ့ပနော်ငရံနဲ့ခက်စင်စင်ဒါပေမဲ့ဒီကောင်ပနော်မဟုတ်ဘူးဒီကောင်ဒီအောက်ကရေရဲတွေအပြာရောင်းလိုက်ပါတယ်ဒီထုံတော့ကြည့်စားပါခါရမ်းကျွန်တော်ကရေလဲမှကျွေးတော့ဗီဒီယိုရိုက်လို့ကောင်းရေလဲမှကျွေးတော့ကောင်းနေကြောက်တာပေါ့နော်စားရတော့ငြိမ်သွားပြီနော်ကောင်းကျွန်တော်အိမ်ဘောကန်ပေါ့နော်ဒီက original ကန်ကမီးရပြတ်တော့တိတ်မလင်းဘူးဖြစ်နေဒီမှာတော့အရန်ကောင်းတူမွေးတာတော့လိမ့်ပါတယ်အင်းရှင်းမြောင်းနေတော့ဖမ်းထားတယ်ရေကြီးတော့မိုးတွင်းတော့ရေကြီးတော့အင်းရန်ကန်မကန်နေမျောတာဟောနော်အဲ့နဲ့ဖမ်းပြီးတော့မွေးထားတာတော်လေးကိုလိမ့်ပါတယ်အစားသူ့အင်းရန်ကန်မှာတော့လွတ်တော့မလို့ဟိုကြတော့ဒီကောင်ကဘယ်လိုရင်တဲ့ငါသူ့စားတော့မှဆိုလို့အကြောင်းသူတနာလို့ဒီထဲတယ်နော်ကြားတယ်တီးတယ်လူချင်းတော့တုံးတော့ကျွေးမှတော့အဲ့ဒါတွေ့ကြားတာတော့တွေ့